မကာရရာသီဘွားတွေအတွက်ဇူလိုင်လတလစာဟောပြောပြီးမှဖြစ်ပါတယ်။ဒီဇူလိုင်လဟာမကာရရာသီဘွားတွေကိုတနင်္ဂနွေဂျူမင်းနဲ့ကြာတာပရိဂျူတို့နှစ်ခုကနေပြီးတော့ပူပေါင်းပြီးတော့ထောက်ခံအားပေးမှုကြောင့်အကျိုးအမြတ်တွေရရှိမဲ့ lucky ဇူလိုင်လို့ပြောလို့ရတယ်နော်။ဒီဇင်ဘာ22ရက်ကနေစပြီးဇန်နဝါရီ19ရက်အတွင်းမွေးဖွားတဲ့သူကိုမကာရရာသီဘွားလို့ခေါ်ပါတယ်။အရင်ကလှုပ်ဆောင်လာခဲ့တဲ့အကျိုးအမြတ်တွေဆိုလို့ရှိရင်ဗုဒ္ဓဂျူရဲ့နောက်ပြန်သွားမှုကပို့ပြီးတော့အကျိုးပေးတံမဲ့ကာလဖြစ်ပါတယ်။ဇူလိုင်29ရက်နောက်ပိုင်းမှာတော့ငွေကုန်ကြေးစရာငွေကုန်ကြေးကြကုန်စရာငွေလေးရှိနေနိုင်ပါတယ်။ပြောချင်တာပေါ့နော်ဇူလိုင်လ15ရက်နောက်ပိုင်းကစပြီးငွေကြေးကံတွေကောင်းမယ်ငွေကြေးနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံတာတွေဗဟန်နဲ့အချိတ်ဆက်ပြီးလုပ်တဲ့လုပ်ငန်းတွေအချိတ်ဆက်သွယ်နဲ့ပတ်သက်ပြီးလှုပ်ဆောင်တာတွေဟာအလွန်ကောင်းတဲ့ဇူလိုင်လပါနော်ငွေဝင်လဲကျမ်းမယ်ပြောရမယ်ဆိုရင်ဒီဇူလိုင်လမှာရတနာရွှေမိုးငွေမိုးရွာမယ်ဇူလိုင်လလို့ပြောလို့ရတယ်နေရအနှံပြားနေပြီးတော့ဒီမကာရရာသီဘွားတွေကိုငွေကြီးပံ့ပိုးတာတွေအဖက်ဖက်ကဝင်လာတဲ့အနေအထားမျိုးတွေရှိပါတယ်အဲ့တော့စက်တူလုပ်ငန်းစက်တူရှယ်ယာလုပ်ငန်းတွေနော်လုပ်ငန်းအသစ်တွေလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့အစစရအဆင်ပြေမဲ့ဇူလိုင်လပါမိသားစုအတွင်းရေးကိစ္စတွေမှာလည်းရှုရှုနဲ့အဆင်ပြေနေမယ်ဟလာရင်ရထားတွေနဲ့ပတ်သက်ပြီးဝယ်တာတွေရင်ရထားတွေနဲ့ပတ်သက်ပြီးရောင်းဝယ်လုပ်နေတဲ့သူတွေဆိုရင်ဒီလာထဲမှာအလွန်အဆင်ပြေပါတယ်ဝယ်တာရောရောင်းတာရောကောင်းတယ်ဆိုတဲ့သဘောပေါ့နော်ဒီဇူလိုင်လဟာမကာရရာသီဘွားလို့လည်းကြာတာပရိဘူဒူတောက်ကြကျူဒီသုံးလုံးကနေပြီးတော့သူတို့ပံ့ပိုးမှုပေးနေတာကြောင့်ခီးနဲ့ထွက်မလားခီးထွက်တဲ့လုပ်ငန်းတွေလုပ်မလားအဆင်ပြေနေတယ်အဲ့တော့ဒီကြားထဲမှာလည်းဩဇာအာဏာတွေကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေမှာကိုယ့်ရဲ့ပေါင်ဝင်ခြင်းမှာတကူဩဇာအာဏာတွေထွာလာတာမျိုးတွေကြုံတွေ့ရမယ်နိုင်ငံခြားတွေမှာအခြေချလုတ်ကင်နိုင်ငံရက်ခြားနေမြေကြားတွေမှာအခြေချလုတ်ကင်စားတော့ရင်အဆင်ပြေတဲ့ကာလတလားလို့ပြောလို့ရတယ်နော်အဲ့တော့ပြောရမယ်ဆိုရင်ဒီဇူလိုင်လအတွင်းမှာမကာရရာသီဘွားတွေလုပ်ငန်းနဲ့ပတ်သက်လာရင်အခွင့်အရေးသစ်တွေခွင့်ရေးကောင်းတွေရရှိမဲ့ကာလဖြစ်ပါတယ်အခြေအလေးကိုဆက်ပြောမယ်ဆိုရင်တော့အရင်ကအဆင်မပြေတဲ့ချစ်သူစုံတွေပြန်လဲအဆင်ပြေလာမယ်လက်တွဲဖို့အသစ်တွေတွေးရှိရတာမျိုးတွေကြုံရတတ်တယ်လူပြိုလူလစ်တွေဆိုလို့ရှိရင်တော့အိမ်တောင်ဘက်ကောင်းတွေရရှိမယ်ချစ်သူစုံတွေအပျော်ခီးထွဲရမယ်ဇူလိုင်လဖြစ်ပါတယ်နော်အဲ့တော့ဒီဇူလိုင်လမှာအိမ်တောင်ရေးလေးကိုဆက်ပြောမယ်အလွန်ตายရတဲ့အချိန်ကိုပြောလို့ရတယ်ရွှေပြမျိုးပြအလဲကြီးတွေသွားတာမျိုးရွှေမျိုးထဲမှာကောင်းကြီးပေးခံရတာမျိုးအထောက်ပံ့ကောင်းတွေရရှိတာမျိုးတွေရှိနေတတ်တယ်အဲ့တော့သားသမီးယရနာလူရှင်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီဇူလိုင်လကသားသမီးယရနာယူမဲ့အိမ်အောင်ရှင်တွေအတွက်ကံကောင်းတဲ့ဇူလိုင်လဖြစ်ပါတယ်ပညာရေးကိုဆက်ပြီးပြောပြပေးမှာဖြစ်ပါတယ်ဒီဇူလိုင်လဟာဆရာမပထမပေါ်မှာပြောခဲ့တယ်လို့ပေါ့နော် lucky ဇူလိုင်ဖြစ်တဲ့အတွက်ကြောင့်ပညာရေးနဲ့ပတ်သက်လာရင်ကံကောင်းနေပါတယ်ပညာသင်နေတဲ့ကျောင်းသူကျောင်းသားတွေလည်းစိတ်ချမ်းမြေ့စရာတွေကြိုးတွေ့ရမယ်နောက်နိုင်ငံရခြားနဲ့ပတ်သက်တဲ့ပညာသင်ခွင့်လျှောက်တာတွေမဟာဘွဲ့လွန်တက်တာတွေscholarship ဖြည့်ဖို့ကျောင်းသားတွေကျောင်းသူတွေအတွက်အလွန်ကောင်းတဲ့လတ်တလဖြစ်တယ်လို့အလုပ်လျှောက် interview ဖြည့်ဆိုမဲ့သူတွေလည်းဒီဇူလိုင်လဟာအလွန်ကောင်းပါတယ်မကာရရာသီဘွားတွေအတွက်ပေါ့နော်အဲ့တော့ဝန်ထမ်းများအနေနဲ့ယာရုတိုးဖြည့်တာတွေဟလာ transfer တင်တဲ့ကိစ္စတွေအဆင်ပြေမဲ့တလတ်တာဖြစ်ပါတယ်ကြီးကဲသူရဲ့မြောက်စားမှုလည်းခံရမယ်ဇူလိုင်လဖြစ်ပါတယ်ကျမ်းမာရေးကတော့ပြောစရာမရှိအောင်ကောင်းနေတယ်ဒါပေမဲ့ယောဂအခန့်ရှိနေတဲ့သူတွေဆိုလို့ရှိရင်တော့စီးနွားနဲ့အနာနဲ့တွေ့မယ်ပေါ့နော်အနာနဲ့စီးတွေ့မဲ့ကာလဖြစ်ပါတယ်အဲ့တော့အမှုခင်းရှိနေတဲ့သူတွေဆိုလို့ရှိရင်ကိုယ့်ဘက်ကအတားစီးရမယ်ပြီးပြတ်မယ်ကိုယ့်ရဲ့အမှုခင်းကိုယ့်ရဲ့ရွှေမျိုးသားချင်းတွေရဲ့ထောက်ပံ့ကူညီမှုကြောင့်အနိုင်ပိုင်းပြီးအဆင်ပြေမဲ့တလတာဖြစ်ပါတယ်အဲ့တော့မကာရရာသီဘွားတွေကဒီဇူလိုင်လအတွက်ရတနာပုံစိုက်ကင်းရှိတယ်လို့ပြောလို့ရတယ်ဒါကြောင့်မလို့မကာရရာသီဘွားတွေကဒီဇူလိုင်လအတွင်းမှာအလုတ်ကင်ခွင်လန်းကောင်းတွေပေါ်ပြီးတော့အစစရအဆင်ပြေမဲ့ရတနာရွှေမိုးငွေမိုးတွေရမယ်ဇူလိုင်လဖြစ်ပါတယ်